มันต่อใจเล็กมาพวกนี้ทำไปไอ้มัดเราผมมีบ้านเคยมิงลาบ้าไปกินยูมีมาลมอยู่อาลงมีมามีสวยอาลงอันกูมาจะเนาะไทยเซเว่นเนี่ยกัมพูชาอันเด่นของเราจะชลบาเลยเนาะอันกูมาเนเซนี่มาเลยรู้เนลมยาต่อบุเนเซนี่มาอันกูมาไทยเซตาเอดีเนี่ยเหรอมีอะไรลาเคบาเลยรู้ว่าตอนนั้นเนี่ยเป๊ะท่าบาเลยအဲ့ဒါကြောင့်ကမ္ဘောဒီးယားလူအများကြီးစင်ရင်တော့ခဲ့ပါတယ်တို့အခုမှပြေဖြစ်ရပါတယ်လေဟိုခုမှကုန်းအင်းကိုနေလို့မရတော့ဘူးကုန်းနေရကိုမနေရတော့မအဲ့ရတော့ပါဘူးလေအခုမှကျောင်းတိုင်မှာဘယ်ပြေးလာပါတယ်လေအဲ့ဒီမှာကောင်းပါဘူးရှိနေပါပါတယ်အခုမှဒုက္ခအရန်ကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ကမ္ဘောဒီးယားအဲ့ဒါကြောင့်ရရတော့ကမ္ဘောဒီးယားအဲ့ဒီတဲ့ကိုပြောပြချင်လို့ပါတယ်မြန်မာလိုမျိုးအားလုံးသိကြအောင်ဖော်ပြချင်လို့ပါတယ်လေနိုင်ငံအားလုံးဘယ်သူအဲ့ဒီထိုင်းနိုင်ငံအနည်းတဲ့နိုင်ငံလေထိုင်းနိုင်ငံအားရှိရင်ဆိုတာအရန်ကြီးရှိရင်ဆိုတာအနည်းနိုင်ငံASSA မနေလူရတော့ဘူးတော့အမြဲတမ်းအချားနိုင်ငံငယ်ကိုလူတော်ရှင်ပါတယ်ခိုးတော်ရှင်ပါတယ်အဲ့ဒါပါပဲလေအရင်တုန်းကမှထိုင်းနိုင်ငံမရှိပါဘူးတို့ကတရုတ်နိုင်ငံကတီးမှလာပါတယ်လေလာတဲ့အချိန်မှာတို့ကမားနိုင်ငံနဲ့မြန်မာနိုင်ငံကိုခိုးမြန်မာမြဲနဲ့ကမ္ဘောဒီးယားကမားမြဲကိုခိုးတော်ခဲ့ပါတယ်တို့ကအရင်မှနိုင်ငံမရှိတော့ဘူးလေအဲ့ဒါကြောင့်တို့အများတန်းအလိုအားပဲတို့ကအခုမှအားကြီးတော့ပြီလေအားကြီးရင်းဆိုတာအရှားနိုင်ငံကိုအေးစေးမနေလို့ရတော့ဘူးကမ္ဘောဒီးယားနိုင်ငံလေမြန်မာလေလာအိုလေမလေးရှားလေဒုက္ခအနာကဒုက္ခဖြစ်ရမယ်ဒုက္ခကြီးရအောင်မယ်လေအဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီတဲ့ကိုမြန်မာလူမျိုးအားလုံးသိကြအောင်ပြောပြချင်လို့ပါတယ်။နော်ဂရုစိုက်ရရမယ်လေ။မြန်မာနဲ့အဲ့ဒီနိုင်ငံကိုစစ်ပဲရှိရင်ဆိုတာကမ္ဘောဒီးယားအတူတူတိုက်သွားရမယ်။တို့အားကိုမပေးပါနဲ့မပေးရပါဘူး။အားကရှိရင်ဆိုတာသူကအရှာနိုင်ငံကိုစစ်ပဲရှိရမယ်ကမ္ဘောဒီးယားနဲ့အခုမှစစ်ပဲရှိနေပါပြီစစ်သားအများကြီးတေးတော့ခဲ့ပါတယ်လူအများကြီးတေးခွာပဲတဲ့တေးတော့ခဲ့ပါတယ်လူအများကြီးဒုက္ခအရန်ကြီးရှိခဲ့ပါတယ်ခုမှတို့ကနေစစ်နီးမှာနေလို့မရတော့ဘူးထိုင်းဖိုင်တာဂျက်နဲ့ဘုံတနက်နဲ့အများကြီးယူလာပါတယ်တို့ကမ္ဘောဒီးယားရွာမှာလာပါတယ်လေဟိုတနက်ကိုပက်ထားပါတယ်မြန်မာနဲ့ကမ္ဘောဒီးယားလေအတူတူပါပဲလေစစ်ပွဲမရှိချင်းလို့ရဘူးမြန်မာနဲ့ကမ္ဘောဒီးယားဗုဒ္ဓဘာသာတကယ်ဗုဒ္ဓဘာသာဖြစ်ပါတယ်လေတကယ်ဗုဒ္ဓဘာသာလူဖြစ်ပါတယ်အဲ့ဒါကြောင့်ဘုရားတင်းပေးထားတဲ့တရားကိုအဲ့ဒီစစ်ဖဲကိုမရှိရှင်းရအောင်နေရပါလို့နေရပါနေပါလို့စစ်ပဲရှိရင်ဆိုတာဒုက္ခအများကြီးချီတော်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနဲ့ကမ္ဘောဒီးယားစစ်ဖဲကိုအများအားမရှိချင်လို့ပါဘူးASSA နဲ့လို့ရှင်းပါတယ်ဒါပေမဲ့အများအားစစ်ပဲရှိခဲ့ပါတယ်ကမ္ဘောဒီးယားနဲ့မြန်မာလည်းအများအားကိုစစ်ပဲရှိပါတယ်အဲ့ဒါကြောင့်မကြိုက်ပါဘူးနော်မကြိုက်ပါဘူးစစ်ဖဲကိုရှိရင်ဆိုတာဘာမှမရဘူးလူအများကြီးဒုက္ခရှိရောက်ပါတယ်ဒုက္ခကြီးရှိပါတယ်လေဆင်းရဲတော့ခဲ့ပါတယ်အဲ့ဒါကြောင့်မြန်မာနဲ့ကမ္ဘောဒီးယားကောင်းကောင်းမိတ်ဆွေဖြစ်ကြမယ်အတူတူစစ်ဖက်ကိုမရှိအောင်အတူတူလုပ်ကြပါနော်ကျေးဇူးတင်ပါတယ်မြန်မာလူမျိုးအားလုံးကျွန်တော်ကမ္ဘောဒီးယားလူမျိုးဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးအားလုံးတနိုင်ငံလုံးချစ်ပါတယ်မြန်မာနိုင်ငံချမ်းသာပါစေမြန်မာလူမျိုးချမ်းသာပါစေနေကောင်းကောင်းရပ်အောင်
ရနာမြောက်လိုက်ခဲ့ပါတယ်နော်ချစ်စွတ်တင်ပါတယ်